င်္ဂလာပါမိတ်ဆွေဒါရီရနော်တော့ဥတုမင်္ဂလာပေါ့နော်ပညာမြန်မာနိုင်ငံပညာရေးကိုဘယ်လိုမျိုးခွဲခြားဆက်ဆံကြတယ်ဆိုတော့တရားအဖြစ်ဟောပြထားတယ်ပေါ့နော်မိတ်ဆွေတို့တစ်ချက်လောက်နားထောင်ကြည့်လိုက်အောင်နော်မိတ်ဆွေတို့ရေနော်မြန်မာနိုင်ငံမတိုးတက်ရခြင်းအကြောင်းရင်းကတဲ့ပညာသင်နည်းမှားနေလို့တဲ့နော်ပညာဆိုတာတကယ်တော့အဆင့်တန်းမရှိဘူးမြန်မာနိုင်ငံအဆင့်တန်းခွဲထားတယ်စေတက္ကသိုလ်ကမှပညာပို့တတ်တယ်လို့အင်ဂျင်နီယာတက္ကသိုလ်သွားမှမင်းတို့ထက်ထူးချွန်တယ်လို့လောကမှာပညာရတိုင်းဟာအသုံးကျတယ်လောကမှာဆရာဝန်တွေကြီးပဲနေလို့ရလားမရပါဘူးအင်ဂျင်နီယာတွေကြီးပဲရက်တည်လို့မရပါဘူးပညာရတိုင်းပညာရတိုင်းဓာတုဗေဒပညာရကလည်းသူ့ဘာသာနဲ့သူ့နေရာနဲ့သူအသုံးကျနေတာပဲရူပဗေဒပညာရကလည်းရူပဗေဒပညာရမြန်မာနိုင်ငံမှာရူပဗေဒပညာရှင်မရှိတော့လမ်းနေကြည့်လိုက်နော်ဘယ်လမ်းမှလမ်းအင်္ဂါရနဲ့ညီထအောင်စောက်ထားတာတစ်ခုမှမရှိဘူးဓာတုပညာပညာရှင်မရှိတော့ FDA စစ်မဲ့လူမရှိဘူးကျောင်းထဲကအစားအစာတွေအစိတ်ဖြစ်မှလည်းငါတို့မသိကိုယ့်အကိုအစိတ်တွေမျိုးနေမှလည်းမသိဘူးစိုက်ပျိုးရေးပညာရှင်မရှိတော့ဘယ်မှာပြည့်မျိုးစေ့တွေအကုန်ပြောက်ကုန်ဘုံမသမာသူတွေကမျိုးစေ့ပေါင်းစုံရောင်းနော်အခုဆန်ကလည်းတို့စားလို့မရတော့အစိတ်ဖြစ်နေအသီးနှံနေနော်ဦးစိဒီမှာမာလကာသီးစားရမယ်ဆိုလို့မာလကာသီးစားမာလကာသီးအနံ့လည်းမရဘူးအရသာလည်းမရဟိုထိုင်းသွားလိုက်တယ်ထိုင်းသွားပြီးဟိုမှာဆေးကူရတဲ့မာလကာသီးလာကတော့စားမာလကာသီးနံ့လေးကိုမွေးနေတာမာလကာသီးရသာလေးပေါ်တော့ဘလို့ဖြစ်ကုန်မျိုးပြက်ကုန်စိုက်ပျိုးရေးပညာရှင်တစ်တော်ပညာရှင်တွေအများကြီးလိုအပ်တယ်သူ့နေရာနဲ့သူအဲ့ဒီပညာတွေနဲ့လောကကြီးကိုတည်ဆောက်အောင်အခုတော့မင်းတို့ကပညာကို standard တွေခွဲထားတော့ဟိုဟာမြင့်တယ်လို့ဒါနှိမ့်တယ်လို့နဲ့ဆိုတော့အကုန်လုံးဆယ်တန်းမှမရောက်သေးဘူးဆရာဝန်ဖြစ်အောင်ကြိုးစားတော့ရောလောကမှာဆရာဝန်တစ်ခုလည်းလိုအပ်နေတာမဟုတ်ဘူးဘောပါလားပညာကို standard ခွဲလို့မရဘူးပညာရတိုင်းကအကုန်ကြတယ်နားလည်ထားကိုတက်နေတော့ဘာသာဘာမှအားငယ်စရာအကြောင်းရှိဘူးမင်းတို့သိတယ်ဒီရောက်လာတာမရောက်ချင်နဲ့ရောက်လာအမှတ်ကမမီကိုလျှောက်မရဒီလျှောက်မရဟုတ်ကလားဘုံဘုံကဓာတုဗေဒပညာရပ်ကိုသင်လာတယ်ကိုတတ်ထားတဲ့ဓာတုဗေဒနဲ့လူတွေအများကြီးအသက်ကိုကယ်ဘူးတဲ့ဟာဒီတိုင်းဆိုမင်းတို့ဒါ poison ဖြစ်တော့မယ်ဆိုင်ရနဲ့ဓာတ်ဖြစ်နေပြီမင်းတို့မစင်းနဲ့မလုံးနဲ့ပြောလိုက်တဲ့အတွက်အများကြီးမသိဘူးနော်အဲ့ဒါဘာဖြစ်လို့လဲဆိုဒါငါတင်ထားတဲ့ chemistry ကပေးလိုက်တဲ့ပညာရဒါမတော့နေတော့မင်းတို့အစိတ်ဖြစ်နေပြီဒီလိုသိနေရမယ်ဘုပညာကိုပြန်ပြီး apply လုပ်နိုင်ရအောင်အဲ့တော့ပညာရဟာဘာလို့ပို့လဲဆိုတော့အခုပညာမင်းတို့ဘာသာရပ်လေးတစ်ခုလည်းမထင်နဲ့တက္ကသိုလ်ရောက်လာတဲ့ဆိုတာ team work အဖွဲ့အစည်းနဲ့လုပ်တတ်အောင်အပေါင်းအသင်းဆက်ဆံမှုတတ်အောင်ဆက်ဆံရေးပညာနော်အဖွဲ့အစည်းနဲ့နော်လူမှုအကျိုးဆောင်မှုပညာရပ်တွေလောကမှာအများကြီးပဲတက္ကသိုလ်ဆိုတော့မင်းတို့ရည်စားထားရုံလောက်တဲ့အချိန်မကုန်ပါနဲ့ဟုတ်ကလားစားတော့ဆိုင်သွားနေုံနဲ့အချိန်မကုန်ပါနဲ့ပညာတွေသိစရာတွေအများကြီးပါရတဲ့အချိန်မှာရတဲ့အချိန်ကလေးပညာရအောင်ယူထားပညာနဲ့ဘဝကိုတည်ဆောက်ကိုယ်ပိုင်ပညာမရှိရင်ကိုယ့်ကိုလမ်းညွှန်မဲ့လူ